အားလုံးပဲမင်္ဂလာပါရှင် Cozy Books မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဝေကျွေးရှိခဲ့သောအပိုင်း9ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်စလိုက်ရအောင်နော်ဆရာဝန်ရောက်လာတော့တိုရီကိုဆေးတစ်လုံးထိုးပြီး3ရက်စာဆေးပေးခဲ့တယ်အားနည်းလို့နေမကောင်းတာမလို့အဲ့ချိန်စားချိန်ကိုပုံမှန်ဂရုစိုက်ဖို့လည်းမှားတယ်ကြည်ပြူအလုပ်ကိစ္စကလည်းပြီးသက်လောက်ဖြစ်နေပြီမလို့မပြန်ခင်ရက်ပိုင်းလောက်တိုရီနားမှာနေပေးဖို့အတွက်အိမ်မှာပဲနေဖို့ဖြစ်သွားတာပေါ့တကယ်ကကြည်ပြူစိတ်မချတာကတိုရီတယောက်ထဲတော့မဟုတ်တာရှင်းသိတယ်သူ့ကိုပါစိတ်ပူလို့ဆိုတာမိကြည့်စရာတော့မလိုပဲသူကတော့အခုဖြစ်နေတဲ့ကိစ္စတွေကိုကြည်ပြူမေမေစီပြန်ပြောလိုက်မှကိုပဲစိုးရိမ်နေပြီးတာတကယ်ကသူမယောင်ညာစီလူးတလို့ဖြစ်နေမိတာသူလည်းသိတယ်တိုရီစန္ဒာကိုဦးစားပေးတာမှန်ပေမဲ့ဒီလိုတွေဖြစ်နေမှတော့ဒီမှာဆက်နေဖို့မသိတော်ပေမဲ့တခုခုကသူ့စိတ်ကိုညှို့ယူထားတယ်လို့မျိုးဖြစ်နေခဲ့တာပြီးတော့သူ့စိတ်ထဲခံစားမိနေတာတခုရှိတယ်ဒီရင်ကြီးထဲမှာရှိတဲ့အနက်ရောင်အမျိုးသမီးကသူ့ကိုထွက်သွားစေခြင်းလို့၆လန့်ရုံတသက်မဟုတ်ပဲသူမသိတဲ့တခုခုရှိနေသေးရဲ့လို့အလိုလိုခံစားမိနေတာမျိုးသူအတွေးစားတွေဖြတ်ပြီးတိုရီကိုလှမ်းကြည့်လိုက်တော့တိုရီကဆေးချိန်ကြောင့်မိန်နေပြီးရှင်နင်အလုပ်ပြန်သွားမှာမလားသွားလေတိုရီကိုငါစောင့်ပေးလိုက်မယ်သူဘာမှပြန်မပြောတော့စိုးရင်ရင်မကင်းသေးတဲ့သူ့မျက်နှာကြည့်ပြီးကြည်ပြူကငါတယောက်လုံးရှိပါတယ်ဟဲ့နင်အလုပ်တာဖြောင်းဖြောင်းလုပ်ဘာမှစိတ်မပူနဲ့ဟုတ်ပြီလားတကယ်လဲအလုပ်တွေကပြစ်ထားလို့မရတာမလို့တိုရီကိုတေချာဂရုစိုက်ဖို့ကြည်ပြူကိုအထက်ထက်အခါခါမှာရင်သူအလုပ်ပြန်သွားလိုက်တယ်ရတက်မအေးရတာအမှန်မလို့တပင်းကိုမှုတ်ထုတ်လိုက်တာဟူးကနေညနေသူအလုပ်ပြန်လာတော့အိမ်ရှိခုံလေးမှာထိုင်ပြီးအချင်းပေါင်းစားနေတဲ့တိုရီနဲ့ကြည်ပြူကိုတွေ့လိုက်ရတယ်တိုရီပုံစံကကြည်ကြည်လင်းလင်းလေးမလို့သူနည်းနည်းတော့စိတ်သက်သာရသွားတယ်သူကဝင်လာတာမြင်တော့တိုရီမျက်နှာလေးဝင်းခနဲ့ဖြစ်သွားပြီးကားစီအပြေးလာပြီးကားတကားဖွင့်ပေးတယ်ရှင်းပြန်လာပြီးတိုရီကရှင်းကိုမျောနေတာကိုဘာလို့မျောနေတော့ပြောပါဦးတိုရီပြင်မှာညစာစားခြင်းနဲ့မမကြည်ပြူကလည်းရှင်းလိုက်ပွင့်စားကြမယ်တဲ့လိုက်ဖို့နော်ရှင်းသူအင်ကြီးလက်စကိုဆွဲရင်ပူစာနေတဲ့တိုရီပုံစံကြောင့်သူဟက်ခနဲ့ရေးလိုက်ပြီးညီတို့တော့မှတော့လိုက်ပို့ရမှာပေါ့ခဏတော့စောင့်ကိုရေချိုးမယ်သူစကားကြောင့်တိုရီကခတ်တက်လေးကောင်းညင်ရင်ဟုတ်ကဲ့ရှင်တိုရီတို့လည်းအဝေးစားတော့လက်ထားလိုက်မယ်နော်ကြည်ပြူကတော့သူတို့မောင်နှမနှစ်ယောက်ကိုကြည့်ရင်ခေါင်းတညိမ့်ညိမ့်နဲ့ရည်နေလေရဲ့ဒီလိုနဲ့သူမြင်မြန်တွတ်တွတ်ရေချိုးပြီးပေါ့ပေါ့ပါပါဖြစ်အောင်တီရှပ်တစ်ထည်နဲ့ရှော့ပန့်ဝတ်ပြီးထွက်လာတော့တိုရီကရှင်းကဒါမျိုးဝတ်တော့ငငယ်လေးလိုဖြစ်သွားတယ်အမြဲပစိုးနဲ့အင်ဂျီဖြူပဲဝတ်နေတာကအဖိုးကြီးနဲ့တူတယ်ဆိုပြီးအရှုံးဖောက်တယ်ကိုပြောနေတိုရီကရောဘယ်နှစ်သမီးတုန်းကအင်ဂျီတွေကောက်ဆော်လာတဲ့တော့တိုရီဝတ်ထားတာကအသားရောင်ကောင်းဝင်အတူလေးဆိုတော့ပုံစံကခလေးမကလူကြီးမကြမြမမှုကိုထိမ့်သိမ့်လို့နဲ့မမေ့ပြောထားမှုအောက်မှာကြီးပင်းလာတဲ့သူကညမဖြစ်သူအတူတွေဝတ်တာတိတ်ကြည့်မဖြစ်ပေမဲ့လည်းသူမလေးကြီးပင်းလာတဲ့ရင်ကျေးမှုကြောင့်ဘာမှတော့မပြောပြပေသူတို့နှစ်ယောက်အရှုံးဖောက်နေကြတော့အခန်းထဲကနေကြည်ပြူထွက်လာတော့တိုရီကမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်ပြီးဝါကနေမမကြည်ပြူကလှရတာတိုရီလည်းအဲ့လိုတွေဝတ်ချင်တယ်တိုရီမှအဲ့လိုမြမအင်ဂျီတွေမရှိသေးဘူးမယန်းစေးအောင်အပွင့်နှုတ်နှုတ်အစင်ဝမ်းဆက်လေးဝတ်ထားတဲ့ကြည်ပြူပုံစံကသူ့မျက်စီထဲရင်ဆဆနဲ့ချက်တည်ရှိတာအမှန်တိုရီစကားကြောင့်ကြည်ပြူကပြုံးရင်တိုရီကိုကစင်းရင်ကြီးကိုဝဲခိုင်းသူကပတ်စံသာရှားနေ30နေမရှိဘူးခုသုံးပြလိုက်နေပါလေကြည်ပြူစကားအစုံသူကမျက်မှောင်ကျုံရင်ငါ30နေရမရှိဘူးလို့နင့်ဘသူပြောလဲငါမင်းပါရီကိုပတ်စံရှုံလာအပိုးလေးအကုန်ခံနိုင်ရုတ်တည်ကြီးနဲ့ပြောပြီးသူ့ရှေ့ကထွက်လာတော့ကြည်ပြူကကောင်းစုဆိုပြီးခတ်တိုးတိုးပြောရင်နောက်ကလိုက်လာတယ်တိုရီကတော့သူတို့နှစ်ယောက်ကိုလက်တစ်ဖက်စီချေရင်ခေါင်းလေးမော့ပြီးရင်းနေလေရဲ့ဒီလိုဆိုတော့လေသူတို့မှရင်မောစရာကိစ္စဆိုတာမရှိခဲ့တယ်လို့ညစာစားပြီးအပြန်လမ်းမှာကံပေါင်လမ်းဘေးကခဏရက်ပြီး3ယောက်သားလမ်းဆင်းလျှောက်ကြတယ်တိုရီကသူမသိချင်တာတွေတစ်ခုပြီးတစ်ခုမေးရင်ကြက်တူရွေးလိုစကားတွေပေါ်နေသူစကားပြောကြရင်ကြည်ပြူကတိုရီအတုံးနှုတ်အမားတချို့ကိုအမှန်ပြောပြရင်ကတိုရီညီမလေးရှင်းကိုလို့ခေါ်လေရှင်းကတိုရီထက်အကြီးဆိုတော့ရွယ်တူလိုမတုံ့နှုံရဘူးညီမလေးရဲ့ကြည်ပြူစကားကြောင့်တိုရီကမျက်လုံးထောင်ကပ်ပြီးနှကန်းဆူရင်တိုရီမခေါ်ချင်ဘူးတိုရီအပြောကြောင့်သူစိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဒီကောင်မလေးနှိကင်းကတော့ကိုတွေညီမလေးနဲ့ဟုတ်နေအခုကျဘာကိစ္စငါ့ကိုမခေါ်ချင်ဘူးဖြစ်ရပြန်တာလဲပေါ့ဘာလို့လဲညီမလေးရဲ့မမကိုတော့မမကြည့်ဘူးလို့ခေါ်ပြီးတော့တိုရီကမျက်နှာတစ်ဖက်လွှဲသွားရင်စူပုတ်လေးတန်းနဲ့မမကြည့်ဘူးကတိုရီကိုညီမလေးလို့ခေါ်တယ်ရှင်းရအဲ့လိုမဟုတ်ဘူးသူ့ကိုသူကိုလို့ပြောပေမဲ့တိုရီကိုညီမလေးလို့မခေါ်ဘူး
တိုရီလို့ပဲခေါ်တယ်အားကြောင့်တိုရီကကိုလို့မခေါ်ချင်ဘူးပြီးတော့တိုရီကိုရှင်းကညီမလေးလို့မသုံးမချင်းတိုရီကလည်းရှင်းကိုကိုလို့မခေါ်ဘူးလို့ဆုံးဖြတ်ထားတာတိုရီအဖေကြောင့်သူနဲ့ကြည့်ဘူးတယောက်မျက်နှာတယောက်ကြည့်ရင်ကိုကခေါ်လိုက်ခေါ်တာမရှိတော့ဒီအတိုင်းတိုရီလို့ခေါ်လိုက်တာပါကွာငါညီမလေးကခရစ်စိတ်မကုန်သေးပဲကိုလည်းတိုရီကိုညီမလေးခေါ်မယ်တိုရီလည်းကိုရှင်းလို့မခေါ်နဲ့ရောတကယ်တော့ကိုနားတယ်အဲ့လိုကြားရတာကန့်လိုက်ဒီကလေးမလေးနှင်းကတော့ကိုနဲ့ညီမလေးဟုတ်နေပြီးတော့သူစကားအဆုံးမှာတိုရီကဆက်ခနဲ့လှည့်ကြည့်နှင်းကတိုရီအဲ့လိုမခေါ်ပါဘူးတိုရီနိုးလာတော့ကိုအလုံးမှလေတိုရီတို့စကားတော့မပြောပြကြဘဲနဲ့တိုရီစကားကြောင့်သူမျက်နှာပြတ်သွားပြီးကြည်ပြူကိုလှမ်းကြည့်လိုက်တော့ကြည်ပြူကလည်းသူ့အရေးအကဲကိုသိတယ်လို့နှလုံးအသာမိပြရတယ်ပြီးတော့တိုရီညီမလေးနှင်းကတတိရလာတော့ဘာမှလည်းမမိလားကြည်ပြူအမေကိုတိုရီကခေါင်းသာညှိပြရင်မမိရဲ့မမတိုရီနိုးလာတော့တိုရီအခန်းထဲမှာလေမမတော့ဘေးမှာရှိနေသေးရပဲတခုခုတော့လွဲနေတာကိုသူတို့သိလိုက်တယ်တိုရီသတိရလာတာကအင်ကြီးပေါ်မှာပဲကိုကြည်ပြူကဘာမှမထူးခြားသလိုမျိုးနဲ့တိုရီဘလို့သတိမေ့သွားလဲဆိုတာရောမမိလားဒီမေးကိုလည်းတိုရီကမဆိုင်မတော့ပဲအင်ကြီးပေါ်မှာတိုရီရှောက်ကြည့်နေတော့အပေါ်ကနေအမဲအောင်ဘာကြီးလည်းမသိဘူးပြုတ်ကျလာတယ်တိုရီလည်းမထင်မှတ်ထားတော့လန့်ပြီးလဲကျသွားတယ်ထင်တာပဲပြီးတော့ဘာတွေဖြစ်လဲတော့မမိဘူးနိုးလာတော့မမသိတဲ့အတိုင်းအခန်းထဲမှာရောက်နေလေလွတ်ဖြေးပြီးရှေ့ကိုဆက်လျှောက်သွားတယ်သူကတော့တွေးတဲ့ရှုပ်ဆပြုတ်လာတယ်အင်ကြီးပေါ်မှာတိုရီကသူနဲ့စကားပြောခဲ့တာကိုတကယ်မှတ်မိပုံမပေါ်ဘူးပြီးတော့အဲ့တုန်းကတိုရီအမူအရာတွေကတိုရီမဟုတ်တယ်လို့ထူးခြားနေတာကိုသူကောင်းကောင်းတတိထားမိလိုက်တာမလို့စိတ်ထဲဟိုဟိုဒီဒီတွေတွေးမိလာတယ်တိုရီအဖေကြောင့်မျက်နှာပြတ်ကျသွားတဲ့သူကိုကြည်ပြူကလက်အသာလှမ်းဆိုရင်တွေးမများပါနဲ့တိုရီကကောင်းကောင်းမမှတ်မိတာလည်းဖြစ်နိုင်ပါတယ်အေးငါလည်းဖြစ်ခဲ့တဲ့ကိစ္စရဲ့ကြောင့်ရုပ်တိမတန်တာတွေပဲတွေးမိနေတာဟာညီပြောသလိုပဲဖြစ်လောက်မှာပါသူစကားအဆုံးမှာကိုဖိုးကြီးတိုရီကိုလိုက်ဖမ်းလိုက်ဆိုတဲ့တိုရီအတန်လွင်ထက်လာတော့သူစိတ်ကြည်သွားပြီအေးငါလာပြီကွာလို့အော်ပြီးပြေးလိုက်သွားလိုက်တယ်ကြည်ပြူကတော့မကြီးမငယ်စိန်ပြေးတန်းစော့နေကြတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးရီမဆုံးဒီနေ့အတွက်သိလိုက်တာတစ်ခုကငါညမလေးလည်းငါ့ကိုချစ်တာပဲဆိုတာမောင်ရွှေခိုင်မာလာနေစီထောက်ချီချီကြိုင်စွာလာတင်ကြီးထောက်ချီပြန်လွင်လာတဲ့တချင်းတန်တဲတဲကြောင့်သူဆက်ခနဲ့လန်နိုးသွားတယ်ဒီတချင်းဒီပါဆက်စည်းဝါတန်သူမလာပြီသူဝုန်းကလေးထားထိုင်လိုက်တဲ့အချိန်ငထင်မှာချွေးတွေစုနေတာတတိထားမိလိုက်တယ်အခန်းတစ်ခုလုံးအမောင်ကျနေတော့မိပြက်နေပြီထင်းနေဆိုတဲ့အတွင်းနဲ့အတူအဲခုမအေးတော့လို့အနှင်းငယ်အိုက်ဆက်နေတာကိုပါတတိထားမိလိုက်တယ်အမောင်ထဲမှာကြည့်ရတာကျင်သားရသွားတော့ဖုံးတင်ထားတဲ့နေရာစီလက်လှမ်းပြီးဖုံးယူလိုက်တဲ့အချိန်သူ့အခန်းပြတင်းပေါက်ကချက်ခနဲ့ပွင့်သွားပြီးကျွေးဆိုတဲ့အတန်ဖြည်းလေးနဲ့အတူတအိအိနဲ့ပွင့်သွားတယ်ပြတင်းပေါက်ပွင့်သွားတော့သူ့မြေကွင်းထဲမှာပေါ်လာတာကမီးရောင်တိတ်တိတ်လေးတစ်ခုအလင်းရောင်ကခက်သေးသေးဖြစ်တဲ့အပြင်တိတ်မငြိမ်ပဲလှုပ်ရမ်းရမ်းဖြစ်နေတော့သူ့အထင်ဖျောင်းနိုင်မီးရောင်ဖြစ်မယ်လို့ခံမှန်းမိလိုက်တယ်မီးရောင်ကတနေရာထဲမှာရက်နေတာမဟုတ်ပဲအပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတာမလို့ဘာများပါလိမ့်လို့တေချာဆူစိုက်ကြည့်ရင်အပြင်ကအမောင်တို့နဲ့ပါမျက်စိကကျင်းသားရသွားတဲ့အခါသူတဆဆမြင်လာရတဲ့ပုံရိပ်ကအမောင်ထဲမှာအနက်ရောင်ဝိဆုံနဲ့လေးတွက်တွယ်ပြောင်းစွာကာကျိုးတင်နေတဲ့သူမတောက်ချီစီဝါချတဲ့ရဲ့နောက်မှာသူ့ကိုအပြင်ထွက်လာဖို့ညှို့ငင်တဲ့အားတစ်ခုပါလာတယ်လို့မျိုးသူအပြင်ထွက်ဖို့ဂရင်ပေါ်ကနေဆင်းလာခဲ့တဲ့တိုရီနဲ့ကြည်ပြူမနိုးအောင်တကားကိုအသာဖွင့်ခြေတံဖော့ထွက်လာခဲ့ပြီးမီးရောင်မြင်နေရတဲ့နေရာစီကိုဖြည်းဖြည်းချင်းချင်းကပ်လာခဲ့တဲ့ပိမ့်ပိတ်အောင်မှောင်နေပေမဲ့သူရင်းနှီးတဲ့နေရာမလို့ထချောမှုမွေ့ပဲအတန်တိတ်ရှောက်လာရင်မီးရောင်နဲ့နီးလာတော့မြင်ကွင်းကတဆဆပြင်းလာတဲ့ဖျောင်းနိုင်ခတ်တူတူတတိုင်းထွန်းထားတဲ့စီမီကွက်ကိုညာဘက်လက်ဖွားပေါ်တင်ရင်မှုံရွှေတချင်းနဲ့ကနေတဲ့အနက်ရောင်အမျိုးသမီးသူ့ဘက်ကြောပေးရင်အချိုးကြကြကနေတဲ့သူမပုံစံကနှစ်လိုပွဲကောင်းမနေပဲစက်သိန်းထခမန်းလိလိမြမအကကိုမြမဟန်နဲ့ကနေပေမဲ့တွက်လက်ပေါ်ပါစွာမဟုတ်ပဲဖြည်းလေးညင်းတွဲစွာနဲ့တဆစ်ချင်းချိုးနေပေါ့လက်တစ်ခါချိုးတိုင်းမိတစ်ခါဆက်တိုင်းမှာသူ့ရင်ကလည်းဒိန်ကနေသူအတက်တောင်မရှူဝွန်ပဲအတန်တိတ်ကြည့်နေတုံးမှပဲ
သူမကကောက်ကွက်တနေရာမှာအနေအထားမပြတ်ရပ်တန့်သွားခဲ့တယ်။သူမရပ်တန့်သွားချိန်မှာသူလည်းအကြောတွေတောင့်ကနေဖြစ်ပြီးခြေတွေလက်တွေအိပ်ဆက်သွားတယ်။တုတ်တုံမှမလှုပ်ရဲပေအသက်အောင်ထားပေမဲ့လည်းအတန်ထွက်သွားမှကြောက်လွန်းလို့ရင်တထိတ်ထိတ်နဲ့ဖြစ်နေတော့ဟီဟီဟီသူမကကောက်ကွက်မှာရပ်တန့်နေရင်ကနေပခုံးတွေလှုပ်နေအောင်ရည်တယ်။ပြီးတော့သူ့ကိုကြောပေးထားရကနေခေါင်းကတဖြည်းဖြည်းချင်းလှည့်လာတယ်။လှုပ်ရှားသွားတဲ့သပင်ကြေဖွားဖွားတွေမီးရောင်ဝဝအောက်မှာတော့အဖြူလူအောင်ပြနှမ်းနေတဲ့ပါးပြင်နဲ့အတူမဲနဲ့နေတဲ့သွေးကြောရာတွေရည်နေတဲ့မဲပပုတ်နှက်ခမ်းအောက်ကဝါညစ်ညစ်ညွတ်တူသွားတယ်။သူမမျက်နှာတစ်ချမ်းလောက်ပဲမြင်နေရတာနဲ့တင်သူထွက်လာတာကိုနောင်တရလူဖြစ်နေပြီ။